တိပဋ္ဌာန်တရားပွားများအားထုတ်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာမနေ့ကပြောတဲ့အတိုင်းညာယတအဋ္ဌိကမာယမဲ့ညာမူရပြီးတော့နိဗ္ဗာန်တသစ္စည်းကိရိယာယကိုဉာဏ်ဖြင့်နိဗ္ဗာန်ချမ်းသာဒီဘဝတွင်ကျင့်ပန်းများစွာမျက်မှောက်ပြုပြီးတော့နေနိုင်လိမ့်မယ်ဆိုတဲ့အကြီးအကျယ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရမယ်ပေါ့နော်။ဒါဒီနေ့ပြောမယ့်အကြောင်းအရာကအနည်းဆုံးအရာဖြစ်တဲ့အတွက်ကြောင့်အခက်အခဲဆုံးပါပဲ။နားလည်ဖို့အလုံးမလွယ်ကူတဲ့အကြောင်းအရာတစ်ခုဒီတော့ဘုန်းတော်ကဒီလောက်ခက်ခဲနေတဲ့အကြောင်းအရာကိုဘာအားကိုးနဲ့ပြောမှတော့ဆိုတော့ရသော်ဘုရားရဲ့ဒေသနာတော်တွေကိုအားကိုးပြီးတော့ပြောရမယ်။ဝရဏတိလို့ပြောတာမဟုတ်ပါဘူး။ဘုရားသိရဲ့ဘုရားပြောခဲ့တဲ့စကားတွေကိုပဲအခြေခံပြီးတော့ပြောရမှာ။နိဗ္ဗာန်ဆိုတာနဲ့ပတ်သက်လို့စဉ်းစားရတဲ့အခါတိုင်းတွေးရတဲ့အခါတိုင်းအတ္တကဝဆရာပန္တိတဝေရဏိယအတ္တကဝဆရာတွေးတောကြံစီကြံစနေခြင်းဖြင့်မတိနိုင်ပန္တိတဝေရဏိယဉာဏ်ပညာဖြစ်လာတယ်တိနိုင်ခုနိဗ္ဗာန်ချမ်းကိုနားလည်ကြဘူးဆိုတာနိဗ္ဗာန်ချမ်းကိုသိနိုင်တဲ့ဉာဏ်မှမရှိသေးတာအဲ့ဒီပညာမရှိဘဲနဲ့ဘယ်တော့မှနားမလည်နိုင်အဲ့ဒီဉာဏ်မရှိသေးတော့ကျတို့ကကြားဘူးတာတွေနဲ့ပတ်ဘူးတာတွေနဲ့ရောဝေပြီးတော့ကိုယ့်ရဲ့အတွေးတွေနဲ့ရောဝေပြီးတော့တွေးတောကြံစနားလည်ဖို့ကြိုးစားကြည့်တွေးတောကြံစကြည့်ရုံနဲ့ဖြင့်မြတ်စွာဘုရားရဲ့အစိုးအမတွေသူတော်ကောင်းတရားဆိုတာတွေးတောကြံစရုံနဲ့ဖြင့်မသိနိုင်အထူးသဖြင့်ဒီနိဗ္ဗာန်ဆိုတဲ့တရားအတွေးနဲ့သိနိုင်တဲ့တရားမဟုတ်ဘူးပညာဖြစ်လာရင်သိနိုင်တာဒါကြောင့်အတ္တကဝဆိုတာအတွေးသမားတွေရဲ့အရာမဟုတ်ဘူးပန္တိတဝေရဏိယပညာရှိတဲ့ပုဂ္ဂိုလ်တွေရဲ့အရာအဲ့ဒါကိုရှင်းနားလဲနော်ဒါနိဗ္ဗာန်ဆိုတာနဲ့ပတ်သက်ပြီးတော့တရားလေးဆက်ဆက်ပြီးတော့ပညာရှိတဲ့ပုဂ္ဂိုလ်တို့ရဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တို့ရဲ့ပန်းတိုင်းလို့ဆိုရရင်ဒီတရားတတိပဌာန်တရားပွားများရင်ဒီကြောင့်ဆက်ရောက်ရမယ်ဒီတရားကိုဆက်ရောက်ပြီးတော့ဒုက္ခခတ်တဲ့ငြိမ်းရမယ်လူလန်းတောက်တဲ့အပ်တဲ့လူလန်းတောက်တဲ့ထိုက်တဲ့အရာဒါရဲ့အကြောင်းကိုပြောတဲ့အခါမှာတရားကောင်းစဉ်တွေကတတိပဌာန်ဘာဝနာပွားများရင်ရရှိမဲ့အကျိုးကျေးဇူးတတိပဌာန်ဂုဏ်ကြီးသုံးဖို့တရားအထုတ်ခြင်းကြောင့်ရရှိမဲ့အကျိုးကျေးဇူးများဆိုတော့ဒီအပိုင်းလေးကြီးကွက်ပြီးတော့နားပြီးတဲ့ပုဂ္ဂိုလ်လေးတွေတော့ဆက်ဆက်ပြီးပါမှာအရင်လေးရက်မြောက်ကပြောခဲ့တဲ့တရားလေးတွေနဲ့ပြန်ပြီးတော့အချင်းချုပ်ဆက်ဆက်ကြည့်နော်ဧကယေနောယဘေကွေမေဘောတတ္တနဝိတုဒ္ဓိယပောကပလိဒေဝနာကမလိကမာယဒုက္ခဒုဏတနာအဋ္ဌိကမာယညာယတအဓိကမာယနိဗ္ဗာန်တသစ္စည်းကိရိယာယယရိရံသတ္တနောတတိပဋ္ဌာနာကာယဝေဒနာစိတ်ဓမ္မလို့ဆိုရင်ဒီခန္ဓာမှာသင်္ချာဖြစ်ပေါ်နေတဲ့ယုံနာသဘာဝတွေကိုဖြစ်တိုင်းအမတ္တိလေးပြုပြီးတော့နေတဲ့အလေးအကျင့်တတိပဋ္ဌာန်ဘာဝနာပွားများတဲ့ခေါ်အဲ့ဒီတတိပဋ္ဌာန်ဘာဝနာကိုပွားများခြင်းဆိုရင်ဒီလမ်းဟာဧကာယေနောတရားမိတော်လမ်းဖြစ်တယ်ဘယ်လိုဆက်ရောက်သွားစေမဲ့တရားမိတော်လမ်းလဲဆိုတော့တတ္တနာဝိတုဒ္ဓိယပွားများအထောက်ကြတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နှလုံးကျူးစင်တန်ရှင်းခြင်းစီကိုဆက်ရောက်သွားမဲ့တရားမိတော်လမ်းစိတ်နှလုံးကျူးစင်တန်ရှင်းခြင်းတဲ့ပုဂ္ဂိုလ်တွေရှောက်လန်းရမယ်လမ်းဒီလမ်းအရလို့ဒီပြင်တာမရှိဘူးဒီလမ်းကိုရှောက်ရင်လည်းတရားဟောစိတ်နှလုံးကျူးစင်ခြင်းဆိုတဲ့ပန်းရံဒီကိုရောက်ကိုရောက်လိုက်ရင်တရားမရှိဘူးဧကာယနာတရားမိတော်လမ်းဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကအဲ့လိုလမ်းွယ်လည်းမရှိဘူး
ဒီလမ်းကလွဲလို့ဒီပန်းတိုင်ကိုရောက်စီတဲ့တခြားလမ်းလည်းမရှိဘူးဒီလမ်းကိုရှောင်ရင်လည်းတေချာအောင်အဲ့ဒီပန်းတိုင်ကိုရောက်နေတယ်ပန်းတိုင်ခုနှစ်မျိုးတောင်မြတ်စွာဘုရားပြောတာနော်အဲ့ဒါပထမနေ့ကစိတ်ရစင်ကြယ်တန်ရှင်းခြင်းဆိုတဲ့အကျိုးကျေးဇူးစိတ်အရည်သွေးမြင့်မာခြင်းနောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုမြင်နိုင်သည့်အထိစိတ်ရဲ့အရည်သွေးဟာမြင့်မာသွားလိမ့်မယ်။ဒါပထမဆုံးနေ့ကပြောခဲ့တယ်နော်။နောက်ဒုတိယနေ့အကျိုးကျေးဇူးနှမျိုးပေါင်းပြောတယ်။သောကပိဋိဝါဒတော်ရိကမာယတတိယဘာဝနာတရားပေါင်းများအထောက်ကြတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာနားလည်မှုတွေဉာဏ်ပညာတွေနဲ့ထုံးဝန်းထားတဲ့အတွက်ကြောင့်စိတ်ကရင့်ကျက်နေတယ်စိတ်ကခိုင်မာနေတယ်အစိုးရကလည်းဘလို့ပဲလာဘလို့ပဲတွေ့သူစိတ်ထဲမှာဝမ်းနေတဲ့ကြေကွဲတဲ့စိုးရိမ်တဲ့ငိုကြွေးတယ်ဆိုတာမရှိဘူးစိုးရိမ်မှုငိုကြွေးမှုလုံလောက်ပါစေလိမ့်မယ်အဆုံးစွန်ဒီပွားများအထောက်မရှိအဲ့ဒီရောက်သွားမယ်ပေါ့တောကနဲ့ပြည်ဒီမှာကိုကြော်လွှမ်းနိုင်ဖို့အတွက်တတိပဌာန်တရားဆိုတာစောင့်လိုက်ရမယ်ဒီကြောင့်ဒီတော့လည်းဒီလမ်းရှောင်ရင်ဒီပန်းနဲ့ရောက်လိမ့်မယ်တရားကိုခရီးရောက်နေတော့စီစစ်ကြည့်ဖို့အတွက်တရားပေးရတယ်လို့လည်းဆိုနေတယ်ဆိုရင်ဒီလိုနေနေပြီးတော့ဝိဉ္ဇဉ်စိတ်ဒီလိုနေနေပြီးတော့စဉ်းစားအာဖြစ်ဆိုရင်တိတ်နေရှိမိုးလဲမိုးချင်းနေတယ်ဆိုရင်တော့အဲ့ဒါတိဋ္ဌာန်တရားကထိအောင်ဘဝနေဘူးလို့နားလည်ရုံပဲတရားစစ်ဒီမျိုးလို့ဆိုရင်လည်းနော်နောက်ဘုန်းတော်တတိယနေ့မှာပြောခဲ့တော့ဒုက္ခဒေါမနတနာအထင်ပါရဲ့ကိုယ်ဆင်းရဲခြင်းဒုက္ခနဲ့စိတ်ဆင်းရဲခြင်းဒေါမနတတရားတွေလုံးဝချုပ်ငြိမ်းပါစေလိမ့်မယ်တတိပဌာန်ဉာဏ်ကိုစောင့်ရင်တေချာအောင်ရောက်ဖို့ရမယ်ပန်းတိုင်းအဲ့ဒီပန်းတိုင်းကိုရောက်ခြင်းအဲ့ဒီလမ်းကိုစောင့်အဲ့ဒီလမ်းကလွဲလို့အဲ့ဒီပန်းတိုင်းကိုရောက်စီတဲ့တခြားလမ်းလည်းမရှိဘူးဧကာယနာတကြောင်ဒီသောလမ်းဆိုတဲ့စကားလုံးလေးနဲ့တတိပဌာန်ဆိုတဲ့စကားလုံးလေးကိုတွဲပြီးတော့မှတ်ရတယ်ဒီကြောင့်ဒီသောလမ်းကဘယ်ကိုရောက်စီတဲ့ဒီကြောင့်ဒီသောလမ်းဆိုတဲ့လမ်းဆိုတာကိုလည်းပန်းတိုင်းခုနှစ်မျိုးနဲ့တွဲပြီးတော့မှတ်ရတယ်နော်ဒါတတိယနေ့ကကိုယ်ဆင်းရဲမှုဒုက္ခစိတ်ဆင်းရဲမှုဒေါမနတတရားတွေချုပ်ငြိမ်းသွားတယ်အချုပ်ငြိမ်းသေးခင်မှာအစင်းစင်းတတ်တာရစီလိမ့်မယ်ဒီကြောင့်ပြောရနော်နောက်မနေ့ကမှပြောရတော့ညာယတအဓိကမှာတတိပဌာန်တရားပွားများခြင်းဟာပွားများတဲ့ပုဂ္ဂိုလ်ရဲ့အတိညာဏ်လည်းကိုတစ်ဆင့်ပြီးတစ်ဆင့်မြင်ပါသွားစေလိမ့်မယ်အတိညာဏ်တွေတိုးတက်လာပြီးတော့နောက်ဆုံးတိဖို့အခက်ခဲဆုံးအရာလို့မြတ်စွာဘုရားဟောခဲ့တဲ့သစ္စာလေးပါးအမှန်တရားကိုဖွင့်ဖော်ပြီးတော့သိတဲ့အဆင့်ထိဉာဏ်ပညာမြင့်သွားသစ္စာလေးပါးကိုသိတဲ့ဉာဏ်ကိုဘယ်လိုခေါ်တော့မဲဉာဏ်ခန္ဓာဆင်းရဲတယ်ဆိုတဲ့ဒုက္ခသစ္စာဆင်းရဲခြင်းသဘာဝတကယ်ကိုအသေးစိတ်ဒီချာချာကာကနာနာပိုင်းခြားပြီးသိဘဝဆင်းရဲခြင်းကလည်းဘာတွေရှိတာမှမဟုတ်ဘူးဆိုတာကိုတကယ်နားလည်သွားတယ်တကယ်နဲ့ထဲမှာပဲအဲ့ဒီနားလည်မှုကြောင့်ဘဝရဲ့ပေါ်မှာဖြစ်ပေါ်နေတဲ့ဆွေးနွေးမှုငမမှုတွေ့တာမှုဆိုတဲ့ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားလို့ဆိုတဲ့သူ့ရဲ့အသစ္စာတဏှာလောဘကိုသူ့ရှင်းတဲ့သူအမြင့်ပြတ်ပဲစားလိုက်တယ်တည်လိုက်တာကိုတကယ်တည်တော့ပယ်လိုက်တာကိုတကယ်ပယ်လိုက်တာပေါ့ကျလို့မှာပယ်လိုက်တာကိုတကယ်မပယ်ရသေးဘူးဆိုတာအရှိကတည်လိုက်တာကိုတကယ်မတည်သေးလို့ဆိုတော့အရှိထွက်လာတယ်နော်ဘာလို့တည်လိုက်တာကိုတကယ်မတည်သေးတာလို့ဆိုတော့တည်အောင်မလုပ်လို့ညာများစာသာစဉ်းစားနေကြလို့နော်အဲ့လိုပယ်လိုက်တာကိုပယ်တဲ့ကိစ္စပယ်လိုက်ပြီဆိုတော့သူ့ကြောင့်ဖြစ်တဲ့ဆင်းရဲမှုပြန်မှမှုပူလောင်မှုတွေဘာဖြစ်သွားလဲငြိမ်းနေသွားတယ်ဒါစီကဆက်ရောက်ထိုက်တဲ့အရာလို့မြတ်စွာဘုရားဟောထားတဲ့ဒုက္ခនិရောဓလို့ဆိုတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးတာလည်းဖြစ်တယ်မဉ္ဇဉ်ရဲ့အစွမ်းဒီတိုင်းတဲ့ထဲမှာတည်လိုက်တာကိုလည်းတည်တယ်ပယ်လိုက်တာကိုလည်းပယ်တယ်ရောက်ထိုက်တဲ့အရာတွေကိုလည်းရောက်တယ်ပြည်စုံတိုက်တဲ့အရာကိုလည်းပြည်စုံသွားစေတယ်ပွားများခြင်းကိစ္စပြီးတယ်ဘာဝိတ္တဘကိစ္စဘာတွေပြည်စုံသွားတာလို့ဆိုတော့မဂ္ဂင်ရှင်ကပြည်စုံသွားဟုတ်လားအဲ့လိုဒီပေဆိုင်ပွား
လေးပါးကိစ္စဒီတိုင်းနဲ့တည်းထုတ်ထွက်ပြီးတော့ဖဲဖောက်ပြီးတော့သိသွားမြင်သွားတယ်မဲ့ညာလို့ခေါ်တာတဲ့ဒါစာနဲ့ဒီပြောတာပေါ့နော်ပူရလို့ပြောတာမဟုတ်ဘူးနော်တရားဟောတာကိုတစ်ဆင့်ပြန်ပြီးတော့အမှန်ကန်ကန်ပြောပြတာဟုတ်လားအဲ့တော့မင်းကအိညာယတအဓိကမာယာဆိုရင်ဉာဏ်အစဉ်စဉ်မြင့်တက်သွားပုံတွေကိုဘုံလုံးနားလေတော့ဒီပြီးတော့ဉာဏ်လေးနဲ့ပြောခဲ့တယ်ဟုတ်လားအဲ့ဒီနေ့နိဗ္ဗာန်တ္တပစ္စည်းကိရိယာယနိဗ္ဗာန်ချမ်းသာကိုဆရာရလိမ့်မယ်မျက်မှောက်ပြုရလိမ့်မယ်အဲ့လိုဆိုရင်နိဗ္ဗာန်ဆိုတာဘာလို့ဘုရားဘာသာတို့ရဲ့ပန်းတိုင်ဒါပေမဲ့ဘုရားဘာသာတိုင်းကနိဗ္ဗာန်ကိုရလို့လည်းစိတ်ရှိနေတာတော့မဟုတ်ဘူးအဲ့ပြီးရင်ဒီမှာစာလေးတက်တည်ရှိတယ်သူရေးထားလို့ကတက်တည်အနေနဲ့ပြောရတာမရေးတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာလည်းအများကြီးရှိတယ်ဘုရားရှိနိုင်တယ်လို့ပြောတာမဟုတ်တော့ရှိတယ်လို့ကိုပြောနေတာဘာဖြစ်လို့လဲဘောတဏ္ဍာမှာမမြင်သေးတာနော်ဘဝနဲ့နိဗ္ဗာန်ကိုတွဲပြီးတော့လိုချင်တယ်ဆိုတာကနော်စဉ်းစားရအလုံးကောင်းတဲ့စကားဘဝကိုမမောတင်နိဗ္ဗာန်ရခြင်းတဲ့စိတ်ဘယ်လိုလုပ်ရှိမှာတော့ဘောပေါက်စရာရှိရနော်ပြီးရင်အသေးစိတ်တော့သူနိဗ္ဗာန်ဆိုတာဘာလို့တချို့ယောဂီတွေနေတိုင်းဘယ်လိုရွတ်ဆိုပူဇော်နေတဲ့ဓမ္မစက်ကဘုဒ္ဓလာသုတ်တံဓမ္မစက်ချာအဲဒီဓမ္မစက်ချာမှာလည်းစကလုံးလေးတွေကိုတစ်လုံးချင်းစီဘာလို့အိဗေရှင်းရှင်းလင်းလင်းသိမယ်ဆိုရင်တော့ကောင်းပါပဲအခြေခံစပြီးတော့အဆက်အမြင့်ဆုံးကြည့်ရသော်လည်းအစွမ်းနဲ့ပတ်သက်ပြီးတော့လုံးကိုသိမြင်သိလိုက်တဲ့အရာတွေကိုသိသွားတဲ့ပုဂ္ဂိုလ်လို့ဆိုနိုင်လိမ့်မယ်ဓမ္မစက်ချာကကျွမ်းကျင်လို့ရှိတယ်ဟိုတော့ကညာဝိဆရာတော်ကြီးဆိုပြီးတော့ဓမ္မစကြာကိုဖွင့်တာဘုံငယ်ငယ်အောင်ကြီးရှိတဲ့စာအုပ်ကြီးဓမ္မစကြာတရားတပုတ်ထဲကိုအဓိပ္ပာယ်ဖွင့်တာပေါ့နော်အဲ့ဒီဓမ္မစကြာထဲမှာနိဗ္ဗာန်ကိုလက်ဆောင်တာကဒုက္ခនិရောဓဆိုတဲ့အသုံးလုံးလေးနဲ့ဟောတာနိဗ္ဗာန်ဆိုတဲ့အသုံးလုံးနဲ့မဟောဘူးနော်ဒုက္ခនិရောဓဣဒံခောပါဏဘိက္ခဝေဒုက္ခនិရောဓအရိယသစ္စာဒီနိဗ္ဗာန်ဘာကိုပြောတာလဲဒီနိဗ္ဗာန်ဘယ်လိုသဘောလို့ယောတတ္တယေဝတနာယအတေသဝိဒါနာនិရောဓသာဘောပฏิလိကကောဗုဒ္ဓိအနာလေယောဒါနိဗ္ဗာန်ရဲ့အဓိပ္ပာယ်မှဆိုချက်အကျဉ်းလေးလေးပဲပြောရရင်တဏှာလောဘရဲ့အကျွင်းမဲ့ပုံဆုံးရတဏှာလောဘကိုပယ်စွန့်ရလွတ်လွတ်စွန့်ရအာရယချက်စွန့်ရဘာမှမချင်ဘာလောဘချုပ်ငြိမ်းသွားတဲ့သဘောလောဘမရှိတော့တဲ့သဘောဒါကိုနိဗ္ဗာန်လို့ပြန်ဆိုပြအဲ့လိုအိဗယ်ဖွင့်နေတယ်အဲဒီကဘုံလို့ပြောရမှာနော်ဟုတ်လားတချို့အကြောင်းအရာတွေကနားထောင်ရုံနဲ့ဖတ်ရှုရုံနဲ့တကယ်နားလည်သွားတာမဟုတ်ဘူးတရားကိုဘုံလို့ထက်ထက်ကပြောဖို့ပါတယ်ဆိုတော့ကအတ္တကဝဆရာပဏိတဝေရဏိယပြုလို့ချစားခြင်းဖြင့်ဘုရားရဲ့တရားတော်ကြီးဆိုတာသိနိုင်တာမဟုတ်ဘူးဉာဏ်ပညာရှိမှသာလည်းသိနိုင်တာအတွေ့သမားတွေရဲ့အရာကိုဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ရဲ့အရာဆိုတာလေးပြောရတယ်နော်အခုလည်းပဲအဲ့ဒါနဲ့ရှင်းပြီးတော့ဘုံလုံးနားလည်ရမယ်တော့လောဘဆိုတာဘာလို့လောဘဆိုတာဘဝရဲ့ပုံမှာမမောရတွေ့တာလေဆွေးနွေးနေလောဘရဲ့အဓိပ္ပာယ်ကိုလည်းမြတ်စွာဘုရားမဆက်ကြဒေသနာထဲမှာပဲအဓိပ္ပာယ်ဖွင့်ဆိုချက်ပေးရတာရှိတယ်လေယာယတနာဘောလဝိကနန္ဒီရာဂသဟကတတတတတဘိဒံဤတေရိတံကာမတနာဘောဓနာဝိဝါဒနာတဏှာမှာ၃မျိုးကာမအာယုံလိုလားတောင်းတတဲ့တဏှာရဲ့ဘဝရဲ့ပုံမှာလိုလားတောင်းတတဲ့နေရတာလေးကိုကျင့်တတ်နေတယ်ဆိုရက်ဒါလည်းတွေ့ကြတယ်ပြောချင်နော်ဘဝတဏှာနောက်ဝိဝါဒနာဆိုတာများသောအချင်းအောက်နာလောက်ထားတဲ့လူတွေကနောက်ဘဝများချင်ကြောက်တယ်ဟုတ်လားအဲ့ဒါကဘဝသိပြီးရင်အောက်မှာပဲလို့သူတို့ပြောမှန်းတောင်းတသိပြီးတယ်ဆိုတာလေးကိုသူကမသေးရစပြီးတော့အဲ့ဒါလေးကိုအားရတဲ့သဘောရှိတယ်အဲ့ဒါဝိဝါဒနာလို့ခေါ်တယ်ဒါ
ချင်းလေးရှင်းပြတာဥစေတာဒိဋ္ဌိနဲ့ရှင်တဲ့တဏ္ဍာလို့စာတော့ပြောတာပေါ့နော်အဲ့ဒီတဏ္ဍာဘလို့စွမ်းတတ်ပြီးရှိတာတော့ဆိုတော့တဏ္ဍာပေါ်လောဘဝိကဘဝတွေကိုထပ်ထပ်ဖြစ်စေတဲ့လို့ရှိရဲ့နန္ဒီရာကသဟကတာဆွဲမဲ့ခြင်းတက်တဲ့ခြင်းနဲ့တကွာဖြစ်တယ်တတရပြီးနံဒီရောက်ရပေါ်ကြားရအာယုံမှာပျော်မွေ့နေတဲ့လို့ရှိတယ်လိမ့်ဆန်ဖြစ်ရမှာသိနေကြတယ်အဲ့ဒါလူစိတ်နဲ့ကိုယ်ကလိမ့်ဆန်ဖြစ်ရမှာကြောက်ကိုယ်ဖြစ်သွားရင်ကိုယ်စိတ်နဲ့ကိုယ်ကအတော်ပဲပြင်းနေတဲ့ကိုယ်ကိုရှိမယ်လို့ထင်လားတချို့စဉ်းတဲ့လူတွေကအဲ့ဒီကိုယ်လေးတွေကတော့ချမ်းသာတာမဟုတ်ဘူးဒါတော့ဒီလိုကြည့်ပြောတာစိတ်ကြီးစရာလေးငိုစရာလေးလောဘလေးဒေါသလေးနဲ့ဒီမြတ်စွာဘုရားဟောတာတစ်ခုရှိတယ်ဒီလိုလည်းကိုကြည့်ပြီးတော့ဟောတာတချို့ယဟန်တွေကအဲ့အလွန်လောဘကြီးတဲ့အတွက်ကြောင့်ကိုယ်ဝဲစားကမှဒီလူအေးလေးတိုက်လိုက်ရင်ချမ်းသာမှုရသေးတယ်ဒါဟောတာနော်ဟုတ်လားအဲ့တော့တချို့လူတွေလည်းပဲလောဘဒေါသသိကြီးနေဆိုတော့သူတို့ရဲ့စိတ်ကငြိမ်နေအေးတယ်လို့ရှိပါတော့ပါရဲ့လားတရားတော့စမိဆိုင်ရာဖြစ်မှာတော့ဟုတ်လားအဲ့တော့တဏှာဆိုတာမှာတော့ဘဝသေးကိုထပ်ထပ်ဖြစ်စေတဲ့နှစ်သက်ခြင်းဆွဲမဲ့ခြင်းတဲ့ဘဝဖြစ်တယ်ရောက်ရဘဝရရအာယုံမှာပျော်နေတတ်တဲ့သဘောရှိတယ်တဏှာစရာလေးလိုလိုလေးသွားပြီးတော့တဏှာနဲ့သူ့ဟာနဲ့သူပြောနေတာကြီးပဲဟုတ်တယ်မလားတဏှာရဲ့သဘောအဲ့ဒီတဏှာလောဘရဲ့အကျွမ်းမဲ့ကုံဆုံးရာချုပ်ရင်းရာတဏှာလောဘကိုစွန့်ရလွတ်စွန့်ရအာရယပြတ်ပဲစွန့်ရဒါဒီမှာလို့ခေါ်တယ်။တရားစွာပြပြောတဲ့ဒီပဲပေါ့။ဟုတ်လား။အဲ့ဒီနေရာမှာဒီဘက်နဲ့ပတ်သက်ပြီးတော့နောက်ထပ်ကျော်ရည်လို့တည်စရာအလုံးခေါင်းတဲ့အကြောင်းအရာလေးတစ်ခု။ဒါဘုံလို့ကိုယ်ပိုင်ဉာဏ်နဲ့ပြောတာအလုံးမပါဘူး။ကိုယ်လည်းဘာမှမသိဘူး။ဟုတ်လား။တရားသိခဲ့လို့ပြောရတာလည်းစဉ်းပြန်ပြောတာပဲရှိတယ်နော်။ဘယ်မှာဒီဘက်နဲ့ပတ်သက်ပြီးတော့ဘယ်မှာတွေ့ရသေးလို့ထင်ရှားတာလေးတစ်ခုပြောမယ်။ဂိရိမာနန္ဒသုတ်တံဆိုတာရှိတယ်။ဂိရိမာနန္ဒယဟန်ဆိုတာဒီနေ့မှာအလုံးမနဲ့ချမ်းသာမှာဖြစ်တယ်။ရှင်အနန္ဒာကမြင်တဲ့အခါအလုံးတရားတဲ့တရားမြတ်စွာဘုရားကိုကြွသွားပြီးမြတ်စွာဘုရားကိုရှာတယ်။မြတ်စွာဘုရားဂိရိမာနန္ဒယဟန်အလုံးမင်းကိုပဲချမ်းသာမှာဖြစ်လို့ယောဂဗုဒ္ဓအိစ္ဆဒစင်ကြီးရဲ့ခံစားနေရပါတယ်ဗျာ။ဒါကြောင့်တနာကျင်နာမှုကိုအကြောင်းပြုပြီးတော့အဲ့ဒီဂိရိမာနန္ဒယဟန်စီကိုမြတ်စွာဘုရားကြွပြီးတော့ရှာတယ်။အဲ့ဒါလည်းဆိုပြန်အနန္ဒာတဲ့ဂိရိမာနန္ဒာယံကိုခုငါပြောတဲ့သင်္ညာ10မျိုးကိုမြတ်သွားပြီးတော့ပြောလိုက်သူစိတ်ထဲမှာနားလေသွားလို့အဲ့ဒီသင်္ညာ10မျိုးရဲ့အကြောင်းကိုသဘောပေါက်သွားရုံမျှနဲ့နားချရရုံမျှနဲ့သူခံစားနေရတဲ့ဝေဒနာတွေကတတ်တာပါလိမ့်မယ်တဲ့ဟောဒီတော့တန်လေးတွေရအောင်ချက်တယ်သင်္ညာဘယ်နှမျိုးလဲတော့လိစ္ဆာတင်ညာနော်ပြီးတော့အနတ္တတင်ညာအတုပတင်ညာအာရိနဝတင်ညာပါဟနာတင်ညာဝိရာဂတင်ညာဤရောဓတင်ညာသဗ္ဗလောကိအနာပိရဇတင်ညာသဗ္ဗသင်္ခါရေတုအနေဆာတင်ညာအာနာပါနတတိ10မျိုးနော်အနေဆာတင်ညာဆိုတာဘာပြောတာလဲအချင်းချင်းလေးပဲပြောမှာနော်ခန္ဓာ၅ပါးရဲ့ဖြစ်ပေါ်လာမှုတောက်ပြောပြစီပါမှုဒါကိုသိတာမိစ္ဆာတင်ညာကိုခေါ်တယ်။ပူရာလေးကြောက်သွား။အေးရာလေးကြောက်သွား။ခန္ဓာ၅ပါးရဲ့မှာရှိပါချမ်းသာ။ချမ်းသာတဲ့သဘောလေးပြီးသွား။ဆင်းရဲတဲ့သဘောလေးပြီးသွား။ဒါဝေဒနာခန္ဓာရဲ့မိစ္ဆာသဘော။အဲ့ဒါတွေကမိစ္ဆာတင်ညာ။အနတ္တတင်ညာဆိုတာကပြောတာလို့မြတ်စွာဘုရားအဲ့ဒီထဲမှာတလုံးရင်းရှင်းပြတာ။အနတ္တတင်ညာဆိုတာမျက်စိနာနာတရားကိုစိတ်အာယုန်ကိုသိနိုင်တဲ့ဒီအကြည့်တဲ့6မျိုးတုံ့ဟုမဲ့ဟုတ်လားမြင်နေရတာလည်းဘာမှအမှုရှိတာကြားနေရတာလည်းဘာတမိုးမှရှိတာမဟုတ်မြင်တဲ့ကြားတဲ့အရာလည်းတကယ်တမ်းကဘာတမိုးမှရှိတာမဟုတ်ဘာလို့ဆိုတော့ပြီးသွားတယ်အနတ္တတင်ညာကိုမြတ်စွာဘုရားအာဇဝနနဲ့ကံပြီးတော့ပြောတာဒါငါကောင်းစားမဟုတ်သဘာဝတရားအနတ္တတင်ညာနော်နေစာတင်ညာအနတ္တတင်ညာပြီးတော့အတုပတင်ညာဒါတော့ရှင်းတယ်အတင်းတယ်တဲ့ဘောယူစားဆက်စုပ်တော့ဆိုတော့ပဂတိမျက်စိနဲ့တော့မြင်ရတယ်။နောက်အနတ်အသက်တောင်ရနိုင်တယ်။သ
တဘာဝဟုတ်တယ်မဟုတ်လားအဲ့ဒါပြီးတော့ဘာလို့ဆိုအာဒီနဝတင်ညာကဒီခန္ဓာကြီးရဲ့အပြည့်အနာစာပေါ်များလို့စနာတာတလုံးနဲ့ပြောရရင်ခရီးရောဟာလုံးကြီးပဲလို့စနာနာကျင်မှုမပေးနိုင်တဲ့အရာအခြားတစ်ထောက်တော့မရှိဘူးဒီခန္ဓာမှာမျက်စိရလည်းမျက်စိမှုနားလည်းနားဟိုတနေ့ဒီကဘုံပဲနားစားလို့ငါကတော့လည်းပြီးလိုက်တာဘာလို့ဖြစ်လဲမသိဘူးစိတ်ထဲမှာဆင်းရဲနားရားလိုက်စီးထဲတော့လည်းကိုတော်ဆိုးသွားပြီနောက်ကြောက်ချင်တော့လည်းလွယ်နဲ့ကြောက်လာတော့များတော့တယ်မင်္ဂလာလေးကိုပိုးဝင်နေတယ်အဲ့ဒီဟာမကြောက်နော်ကိုင်းထားပါတော့အဲ့တော့အာရိယမတင်ညာဆိုတာခန္ဓာကိုယ်အစိတ်အပိုင်းအကုန်လုံးမြတ်စွာဘုရားစိတ်ရှိတဲ့ရှင်ဟောတဲ့ဒီမှာ96ပါးယောဂအကုန်ဟောတယ်လို့ဆိုရပါစို့ရလုံးလည်းနာနေနာလည်းနာနေခေါ်လည်းနာနေတရားလည်းနာနေခေါ်လည်းနာနေအကုန်လုံးဝေတီကြီးလေးအကုန်လုံးမပြည့်စည်နိုင်တဲ့နာကျင်ခံစားမှုကိုမပေးတဲ့အခါမှာမရှိဘူးအဲ့ဒါကိုစဉ်းစားတော့အာရိယဝတင်ညာခေါ်ဘာဟာနာတင်ညာဆိုတာကာမဝိတ္တပြဘာဝိတ္တဝိညာဝိတ္တဆိုတဲ့အတူတူတွေဟာအကုသိုလ်တရားတွေဒီဒုက္ခဖြစ်စေတဲ့အရာတွေဒါတွေကိုငါပေးစားမှဖြစ်မယ်လို့အမှတ်အသားလေးရှိနေတာအကုသိုလ်တရားတွေကငါ့ဒုက္ခပြည့်မဲ့တရားတွေအတူတူဖြစ်ပြီးအတူတူ၃မျိုးကိုဒါငါ့ကိုဒုက္ခဖြစ်စေတဲ့အရာလို့နားလည်ပြီးတော့ပေးစားဖို့ကြိုးစားတာကိုဘာဟာတင်ညာလို့ခေါ်ငါမျိုးရှိပါတယ်နော်၆ခုမြောက်နဲ့9ခုမြောက်ကဝိရာယတင်ညာဒီလိုလားတင်ညာအဲ့ဒါကအဓိကပြောတာတော့ဆုံးမပြောမယ်ရှင်းခုမြောက်နဲ့9ခုမြောက်10ခုမြောက်10ခုမြောက်ကသဗ္ဗလောကီနာပိသတင်ညာတလောကလုံးမှာပြုံးမွေးနေတာပြုံးမွေးစရာတွေမဟုတ်ဘူးလို့အမှန်တိုင်းသိတဲ့ဉာဏ်အဲ့ဒါကိုသဗ္ဗလောကီနာပိသတင်ညာလို့ပြောတယ်နော်သဗ္ဗသင်္ခါရိတုအနေစာတင်ညာအနေစာမှုအနေစာအစစာနဲ့ပါပြီလားအနေစာနာအိစာအိစာဆိုတာလူလာတတ်တာဆိုတာလုံးစုံသောသင်္ခါရတရားတွေဟာဘာမှရချင်းစရာကောင်းတဲ့လူချင်းစရာကောင်းတဲ့သိပိုက်ထားစရာကောင်းတဲ့တရားတွေကိုဒါတွေရဲ့ပုံမှာမရချင်းဘူးမလိုချင်ဘူးဆိုတာနဲ့ဆက်ရှင်တဲ့ပညာလူချင်းစရာမကောင်းတဲ့တရားတွေဒါတွေကိုမရချင်းမလိုချင်ဘူးဆိုတဲ့ဉာဏ်ပညာနဲ့ရှင်တဲ့သင်္ခါရသဗ္ဗသင်္ခါရတို့နေစာတဲ့သင်္ခါရအလုံးရဲ့ပုံမှာမရချင်းဘူးလိုချင်ဘူးဆိုတဲ့ပေါ့နောက်ဆုံးသင်္ခါရမှာတော့အာနာပါနသတိဝင်တဲ့ထွက်တဲ့ရဲ့ပုံမှာတတိရှိတယ်ဒါကြောင့်ကြောင့်နေနော်အဲ့ဒီမှာဘုန်းတော်ခုပြောရင်ကနိဗ္ဗာန်အကြောင်းကိုပြောရင်ကအဲ့ဒါဝိရာဂပညာနဲ့ဒီဝရပညာဆိုတာနိဗ္ဗာန်ကိုစဉ်းစားခိုင်းတာအဲ့တော့ဘုန်းကစဉ်းစားကြည့်တယ်ဒီတော့ပြန်လေးကိုအားပြီးတော့ကိရိမာနန္ဒယဟန်ကယဟန်ကမဖြစ်သေးဘူးလို့ပဲဘုန်းထင်ပါတယ်အဲ့တော့ဒီယဟန်ကမဖြစ်သေးတဲ့ပုဂ္ဂိုလ်ကိုနိဗ္ဗာန်အကြောင်းကိုစဉ်းစားခိုင်းတယ်အဲ့လိုလားဆိုလို့ရှိရင်ပုထုဇဉ်တစ်ခုတယောက်မှလည်းပဲနိဗ္ဗာန်အကြောင်းကိုစဉ်းစားရင်အများကြီးကျိုးရှိပါမယ်စဉ်းစားကောင်းတယ်စဉ်းစားရတယ်ဒါတစ်ချက်စဉ်းစားပြီးတယ်ပေါ့လေပြီးတော့မှဘာလို့သွားပြီးတော့အမှတ်ရတယ်ဆိုတော့အနုတ္တိ7ပါးထဲမှာလည်းပဲဥပဒမနုတ္တိဆိုတာရှိတယ်အဲ့ဒါလည်းနိဗ္ဗာန်ကိုစဉ်းစားခိုင်းတာအဲ့တော့နိဗ္ဗာန်ကိုစဉ်းစားခိုင်းတော့နိဗ္ဗာန်ကိုစဉ်းစားတတ်အောင်ဘုရားကဘုသင်ပေးတာတော့အဲ့ဒါလေးပြောနော်အခုဒီသင်ညာ7ပါးတွေကဝိရာဂသင်ညာနဲ့နိရောဓသင်ညာအဲ့ဒီသင်ညာနှစ်ခုလုံးဒီအတိပ္ပယ်ကစင်စင်လေးတူတယ်စကားလုံးလေးတော့လည်းပြောရတယ်ဘုံလာတဲ့ပြည်လိုလေးပြောရရင်တော့အကြောင်းကိလေသာကိုပယ်တတ်ပြီးတော့ဖြစ်ပေါ်တဲ့နိဗ္ဗာန်တော်အကျိုးဒုက္ခတွေချုပ်ငြိမ်းသွားလို့ဖြစ်ပေါ်တဲ့နိဗ္ဗာန်တော်ဖြစ်ပေါ်လေဆိုတဲ့ဥစ္စာကဒါဘုံကနားလည်အောင်ပြောလိုက်တော့ပါလေဟုတ်လားကိလေသာတွေချုပ်ငြိမ်းရနိဗ္ဗာန်ဒုက္ခတွေချုပ်ငြိမ်းရနိဗ္ဗာန်ဒီလိုပြောချင်တယ်ဒီလိုပြောချင်တယ်ဟုတ်လားတော့ဝိရာဂပညာနိရောဓပညာဝိရာဂဆိုတာဒါကဆရှိတဲ့ကိလေသာတရားတွေပြည့်ပြတ်သွားတဲ့နိဗ္ဗာန်နိရောဓဆိုတာကတော့ခန္ဓာဒုက္ခတွေအကုန်လုံးချုပ်ငြိမ်းသွားတဲ့နိဗ္ဗာန်အဲ့ဒါလေးကိုစဉ်းစားဖို့မြတ်စွာဘုရားဘယ်လိုဟောတော့ဧတံတန္တံဧတံပဏိတံယတိတံသဗ္ဗသင်္ခါရတမရောတပ္ပဝတိပတိနိတ္တကောတတခယောဝိရာဘောနိဗ္ဗာန်ဝိရာဂပညာလို့ဟောတယ်စကားလုံးလေးဒီချမ်းသာနော်
Edan tanda edan penidan. Daliga nyindat daliga momyat. Dali sudah berdoa sampai berdoa. Di mana nyindat momyat. Belum mana, belum mana. Jadi dalam tengkara terlalu. Belum semua tengkara dia loya nyinya. Oh, di mana jika enak. Tengkara dia ini dong cara apa sesuatu. Belum semua tengkara dia makanya nyinya. Tengkara sudah. Sisa kau sih tidak tahu tengkara kau. Dan ini ada di sana tidak. Kuno dari tengkara dia. Kasih guru ada campuran dia yang syukur. Campuran di sana ada jual ada sana. Siapa dia kan si kuno dia mah. Kuno dia bilang siap. Awak budi dia, kecampuran orang budi dia. Kalau kecampuran ada nisan jauh sudah bilang jualan ada nisan jauh. Tengkara yang buat dah. Awak Eri tengkara itu lawan cumi kalau tu. Jika penjualan yang mana, dema jika penjualan yang mana, dah bukti yang kau acuk. Nah, jadi tengkara terbentuk. Lalu tu tengkara dia ni ya. Tahu beri mereka tu. Lalu tu uberi dia itu besar. Uberi sudah sebelum uberi sudah senyum hari alu yang dia di kana awak berapa. Loyang dia. Senyum dia, senyum dia, doa dia, karena apa uberi itu. Uberi dia cumnya. Soalnya aku mau kaji soal lain kalau ada. Nanti mana jauh sudah diusah di mana. Saya di Bali kalau di Mekah itu senyum. Kalau itu semua lalu sih cuma. Nanti mana pada bila, nak tahu sih. Udah lama, banyak ini orang. Di table tu beda. Siapa lagi pun ada mana sesi. Ada dia. Sekali sudah. Di mana pada desa beri sudah. Jika siapa jodoh ni macam sahaja jodoh sesi. Desa beri apa haji. Dah, aman ni nade tu yang apa semua coba. Awak ada di daerah dekat kubi osis bawah ini ni desunya. Ibu ada nasa di dalam ada nasa di kuam coba. Awak ada di mana suapnya? Di mana yang kamu senja? Jadi di antara tengkara terlalu semua tengkara dia ni ya. Tak boleh pergi ke dalam. Kubi dia alung besonya. Tenda kayo. Dan nak kaunya, wira mau kiri dah alun kincaya di loro, di mana. Dah wira batin nak ini berapa? Jadi lo juri dia berapa macam mana? Negara dia alun sunyilah, uli dia alun bopesnya dan nak kaunya kiri dah dia di kincaya, di mana sudah dia lihat, nyindat dia, mungkin dia lo senyum kalau tuena, ada malu. Wira batin. Di luar dia sudah jelas. Wira kan di luar sebelum dia berdoa. Dia pun sudah juga. Ida tanda ida menina ida tempat yang kada terlalu tak boleh dipikir kita. Dan kayo di luar ni mana. Soalnya wira ni mana. Wira kan dia di luar aja. Wira kan sudah kita alun kita mana. Di luar sudah kita itu kali kumum cunyi mana. Kimjat tuan saya ekonomi, cunyi tuan saya ekonomi ada kau. Ada. Ada solusi ni. Dewa macam sana pilih ni, kono. Nah, tiada. Pensakan di luar dewa. Karena awak cunyi yang dewa. Jadi dewa taman durian, durian saya dah jenis, yang aku jenis, Cina mana. Sengaja. Bawa dana haji dia boleh. Belum mana imam. Tahu jauh dia jenis si fokus lalu. Bawa belum kalau dikira imam. Tidak kacau ni kalau itu jangan. Bawa belum kalau nama dia dia. Bawa cumi kalau belum jangan.
ဒီမှာဘုန်းကြီးကိုစာရေးထားတာရှိတယ်လူရေးထားတာလို့လည်းမသိတဲ့အတွက်ကြောင့်အဲ့ဒီရဲ့ဂုဏ်လေးခါပဲထိတဲ့ဆရာအကြောင်းမရှိပါဘူးဒါပေမဲ့သူ့စာကလည်းဘာမှဂုဏ်လေးခါရှိတဲ့ဆရာအကြောင်းလည်းမပါပါဘူးသူကတော့ရိုးရိုးလေးရေးထားတယ်ပေါ့နော်ဒါကလူတော်တော်များများရဲ့အမြင်ကိုကိုစားပြည့်နေလိမ့်မယ်လို့ဘုန်းကထင်တယ်ရိုးရိုးနားထောင်ကြည့်ပြီးမှခါတဲ့ဒီလူတွေရှိတယ်လို့ဖြစ်နေမှာကိုကျွန်တော်တွေးပြီးသေးတယ်ပေါ့နော်သူကတဲ့ဇာတ်လည်းသုံးပါးကိုလုံးကြည့်နေပါတယ်ပေါ့နော်ဘုရားတရားလည်းတရားရေးလုပ်တယ်ပေါ့တရားဓမ္မတွေလည်းပဲရှိမှပါတယ်တဲ့ဒါပေမဲ့တတိယကဲတရားတွေလည်းမှတ်မနေနဲ့တော့နိဗ္ဗာန်ကိုနော်အခုကိုပို့တော့မှာလာလိုက်ခဲ့ဆိုရင်တော့တတိယမလိုက်နိုင်သေးပါဘူးနော်တတိယဘဝပြတ်သွားမှာကြောက်တယ်ဘဝမရှိတော့မှာကြောက်တယ်ဘုရားအကြံပေးခြင်းမှာမကြောက်ပါဘူးဟုတ်လားဘဝလွယ်မပြတ်ပါဘူးဟုတ်လားဒီတရားဝေးတော့ဘာအမှန်ရမတော်တဆနိဗ္ဗာန်နဲ့ရောက်ပါဘယ်လိုလဲနိဗ္ဗာန်နဲ့မတော်တဆရောက်စေတယ်ဘယ်လိုတဆနိဗ္ဗာန်တော့ဘာစီဝါရေးတွေလို့ချင်းချင်းရှိတယ်ဘုရားဆရာတော်ကြီးကဟောတဲ့တရားတွေပါလေဟောကြားဘူးလေတရားအထုတ်ရင်းနဲ့ဒီနေ့နဲ့မြင်ရတဲ့အสิ่งတွေကိုဇက်ဖြစ်တာဟောဆိုအဲ့ရောက်ပါတော့ဘာအလုပ်ချင်းတွေလည်းမရှိဒီဝါရေးလည်းလုပ်ချင်းတွေမရှိစိတ်ကတော့ငြိမ်းရည်ချမ်းသာအဲ့တော့သူ့တို့ဘာလို့ညွန့်တုံးတော့မလဲအဲ့လိုထင်ကြောက်တယ်နော်စိတ်ကအမျိုးမျိုးပဲပြေးကြတာတော့ဘဝပေါ်မှာပဲဒီစိတ်ကပြောတတ်နေတာပါဒါကြောင့်တချို့ဘာမရခြင်းဘူးလို့လွယ်လွယ်ပြောတာလို့ဘုရားရုပ်ဖို့ရခက်တာပဲကိုယ်တိုင်လည်းပဲဘဝပေါ်မှာဘလို့တွေ့တာလဲဆိုတာကိုယ်စိတ်ကိုကြည်ချမ်းခြင်းပြီးတယ်ဟုတ်လားဒါပေမဲ့တချို့လည်းပါဠိကျူးလို့ဘဝပေါ်မှာမမောမှုအားရတဲ့လူတွေလည်းရှိကောင်းရှိတယ်ပေါ့သူရေးထားတာလေးစက်တာညမှာမယူရအောင်လူနေကမရခြင်းတဲ့အကြောင်းကိုပြောပြနိဗ္ဗာန်ဆိုတဲ့အရာကြီးကခန္ဓာတွေဇတ်သိမ်းသွားမှာတဲ့ကြောက်တယ်ပေါ့နော်ခန္ဓာတွေဇတ်သိမ်းသွားမှာကြောက်ဒုက္ခတွေချုပ်ငြိမ်းသွားမှာတဲ့ဒုက္ခတော့ချုပ်ချင်ပါလေတဲ့ခန္ဓာတော့မသိချင်ဘူးဗျာအဲ့ဒါအမှန်ပဲနော်ဟုတ်တယ်မို့လားအဲ့လိုဒုက္ခမဖြစ်ချင်ဘူးဆိုတာကဖြစ်ချင်တဲ့အရာတွေကိုဖြစ်ချင်တာပဲပြောနေတာဟုတ်တယ်မို့လားစိတ်ဆင်းရဲတာချုပ်ငြိမ်းမှုယောဂတွေချုပ်ငြိမ်းမှုချစ်သွေးတဲ့ဝဲခြင်းမှုဆက်ဆံရေးတွေမပြေမလဲမဖြစ်ချင်ဘူးဒါလေးနဲ့ကျန်တာတော့ဖြစ်နေမို့လားဖြစ်ချင်လိုက်တော့မိုးထိုးတယ်စဉ်းစားကြည့်နော်နိဗ္ဗာန်ဆိုတဲ့အရာကြီးကခန္ဓာတွေဇတ်သိမ်းသွားမှာဒုက္ခတွေချုပ်ငြိမ်းသွားမှာဒုက္ခတော့ချုပ်ချင်ပါလေခန္ဓာတော့မသိချင်သေးဘူးဗျာနိဗ္ဗာန်ရောက်ရင်ဘာမှလည်းလုပ်စရာမလိုတော့ဘူးနော်အေးတဲ့ငြိမ့်တဲ့ကြီးရဲ့ဘာမှလုပ်စရာမလိုရင်တပည့်တော်ကတော်တော်ပြင်းပါဗျာဘာမှလုပ်စရာမရှိပြီးတော့တော်တော်ပြင်းပါဗျာတပည့်တော်ကအကျိုးရှိတဲ့တစ်ခုကိုလုပ်ချင်နေတာနော်ဒါသူတော့သူပြီးတော့ဘုရားကိုပြောတယ်သူများမပြောပါဘူးတဲ့မပြောရဘူးပေါ့နော်ဘာမှလုပ်စရာမလိုရင်တပည့်တော်တော်တော်ပြင်းပါဗျာတပည့်တော်ကအကျိုးရှိတဲ့တစ်ခုကိုလုပ်ချင်နေတာတမန်လည်းစားရတော့ရေလည်းမချိုးရတော့ဘာခံစားမှုမှမရှိတော့ဘူးနော်ခြေလည်းမချရတော့မုံလည်းမမုံရတော့ဒါပေမဲ့ရှိကသွားနေတဲ့ပုဂ္ဂိုလ်တွေနဲ့စကားလေးတော့ပြောလို့ရတာမအောင်ရဲ့တပည့်တော်ချင်းပြီးတယ်ရေလည်းမတတ်နိုင်ဘူးတဲ့ဘာလို့တော့မိဘကိုရှိရသွားနေတဲ့လူတွေသူ့ကိုစောင့်နေလို့ချင်းနေတယ်ဟုတ်လားရှိရသွားနေတဲ့လူတွေနဲ့စကားလေးတော့ပြောရတော့ပါမယ်အဲ့ဒါတော့ပြင်းနေပြောနေဘုန်းကြီးရဲ့ဆုံးမကိုခံယူရပါတတိယကိုလမ်းပြပါဗျာတဲ့မားနေတယ်လို့တော့သိပုံရတယ်ပေါ့မားရဆိုတာကခက်ခက်ခဲခဲသိတာမဟုတ်တော့ဥရှိတရားတော့လမ်းကြီးဖြစ်နေနော်တတိယတော့တဏှာတော်တော်များများကိုစွန့်ကြည့်ပါလေဘဝကိုပဲမစွန့်နိုင်သေးတာပါဗျာဟုတ်တယ်လေအဲ့ဒါပဲဒီဘဝပဲမစွန့်နိုင်တာဟုတ်ဘဝဆိုတော့ဇေလုံးကပုံပါသွားပြီဟုတ်လားအဲ့ဒါတွေကိုဘုန်းတော်ဘာလို့ကပြရလဲဆိုတော့ဒီအတွေးတွေနိဗ္ဗာန်ရဲ့အကြောင်းကိုလေးလေးနက်နက်စဉ်းစားတဲ့ပုဂ္ဂိုလ်တိုင်းမှာရှိနေတယ်လို့ထင်တယ်အကုန်လုံးမဟုတ်ပုံတောင်မှဟုတ်တယ်မလားနော်ဒါကြောင့်ဘုရားပြောတယ်
နိဗ္ဗာန်ချောင်းကနားလေခြင်းလို့ရှိရင်တွေးနေလို့လည်းမရဘူးဒီစာရေးတဲ့ပုဂ္ဂိုလ်တွေဘုံကအကြံပေးခြင်းပါလေဒါတွေကတွေးပြီးတော့ကိုကပြောနေတာလေဟုတ်တယ်တွေးပြီးတော့ပြောနေတာတော့သူကတိမှရမယ်ကိစ္စတော့ဈာတဲ့ကလေးကိုပြောရတာကနတ္တိခန္ဓာသမဒုက္ခနတ္တိတတ္တိပရံဒုက္ခခန္ဓာနဲ့တူတဲ့ဆင်းရဲမရှိနိဗ္ဗာန်နဲ့တူတဲ့ချမ်းသာမရှိလို့မြတ်စွာဘုရားဟောရတာဒါအလေးနဲ့မြတ်စွာဘုရားဟောတာလားဒါနိဗ္ဗာန်ချမ်းသာကိုသိခြင်းခန္ဓာ၅ပါးဘဝရဲ့အကြောင်းကနာနာသိအောင်လို့ဘုရားတော့ရိုးရိုးလေးပဲစဉ်းစားတယ်ဘဝကဒုက္ခပဲဒုက္ခနိဗ္ဗာန်ကဒုက္ခနေတော့တာဒုက္ခရဲ့ဒုက္ခနေတော့ဘဝကဒုက္ခဖြစ်နေတဲ့သဘောပဲနိဗ္ဗာန်ဆိုတာဒုက္ခဖြစ်သွားတဲ့သဘောပဲဒီလိုလေးအကျဉ်းချင်းနားလည်ခြင်းနိဗ္ဗာန်ဆိုတာကိုအလားထားလိုက်ဘဝအကြောင်းကနားလည်အောင်လို့ဘဝရဲ့အကြောင်းကနားလည်အောင်လို့နားလည်ရင်နားလည်တော့အဲ့ဒါဉာဏ်ရှိတယ်အဲ့ဒီဉာဏ်ရှိရင်ရှိတော့နိဗ္ဗာန်အကြောင်းကိုဖြည်းဖြည်းနဲ့သဘောပေါက်သွားတယ်လက်တွေ့နဲ့သွားမယ်ဉာဏ်နဲ့သွားရမယ်နော်ဒါကြောင့်သဘောကတိပေဆိုင်သွားမယ်ဉာဏ်ဖြစ်ပေါ်ကိုပြောတဲ့နေရာမှာဒီလေးခါရှိတိနဲ့တိလိုက်တာကိုလည်းသိရင်ပြည့်စုံပြည့်လိုက်တာကိုလည်းပြေရောက်တင်ရောက်ထိုက်တာကိုလည်းတော့ပေါ့ဒါဘုံတော့အပေါ်ရင်လေးတော့ဣဆန္ဒတွေးကြည့်လိုက်ဘဝဆင်းရဲတယ်ဆိုတာကိုနားလည်ရင်နားလည်တော့ဘဝချုပ်ငြိမ်းခြင်းစိတ်ဆိုတာတော့ကပါလာမှာပဲဟုတ်တယ်မို့လားအဲ့တော့ဘုံတို့လောရမယ့်အလုပ်ကအများဘဝရဲ့ဆင်းရဲပါလေဆိုတဲ့အမှန်တရားကိုသာသိအောင်ကျင့်အောင်ဒီတိဋ္ဌာန်လုပ်ကိုစောင့်ချပြီးတော့လုပ်ဖို့လုပ်မယ်ပေါ့နော်အဲ့တော့ဒီလိုနိဗ္ဗာန်ကိုယေရှုတရားလည်းမလို့သင်္စားတရားလည်းမလို့ဘာလို့မှတော့ဆိုတဲ့အမြင်မျိုးနဲ့ရှိနေမယ်ဆိုလို့ရှိရင်ဒီဘုရားပါဠိတော်နဝကဏိပတ်ထဲမှာနိဗ္ဗာန်ဒုက္ခတုတ်တံဆိုပြီးတော့တုတ်တံတော်ဟောထားရှိတယ်အဲ့ဒါလေးကိုအချင်းချင်းပြောပြတယ်နော်အခါတော်မှာယဟန်တာနာရီခြံရံပြီးတော့ယဟန်ပိဋကကြားရဲမှာရှင်သာရိပုတ္တရာဘုရားကြီးကနိဗ္ဗာန်ချမ်းသာပါပြီစွာနိဗ္ဗာန်ချမ်းသာပါပြီစွာဥဒ္ဒသဘောမျိုးလေးကျူးရင်အဲ့လိုကျူးရင်တဲ့အခါမှာဉာဏ်ပညာမဲ့ဥဒ္ဒါကြီးဆိုတဲ့ဉာဏ်ကြီးရှိတယ်အဲ့ဒီဥဒ္ဒါကြီးဆိုတဲ့ဉာဏ်ကြီးကအရှင်သာရိပုတ္တရာနိဗ္ဗာန်မှာဘာခံစားမှုမှမရှိဘဲနဲ့ဘယ်လိုလုပ်ပြီးတော့ခံစားမှုမရှိတဲ့နိဗ္ဗာန်ကိုချမ်းသာတယ်လို့ပြောလို့ရမှာလို့ဘာခံစားရမှမရှိဘူးတဲ့ကြိုက်နိုင်မှာမလားမကြိုက်နိုင်ဘူးနော်ဟုတ်တယ်ပေါ့လားဘာလို့မကြိုက်နိုင်လို့ဆိုတော့အဝိဇ္ဇာနဲ့တဏှာပုံနာဟုတ်လားနိဗ္ဗာန်ကိုကြိုက်ချင်အဝိဇ္ဇာနဲ့တဏှာအရင်ပါအောင်လုပ်ရအောင်ပဲဒီသဘောလေးနော်သူပြောနေပြီနော်နိဗ္ဗာန်ချမ်းသာတယ်လို့ဥဒ္ဒသဘောမျိုးလေးကျူးတော့သူကပြောစမ်းကျင်ခက်ခွက်တယ်နိဗ္ဗာန်မှာဘာခံစားမှုမှမရှိဘဲနဲ့ခံစားမှုရှိတဲ့နိဗ္ဗာန်ကြီးကဘယ်လိုချမ်းသာဖြစ်နိုင်လို့သူ့အနေနဲ့ပြောအရေးထားတဲ့စာလေးနဲ့တဘုံဆန်ရဲပဲလို့ဆိုရရတယ်ဘာလို့မှတော့ပြင်းစရာဟုတ်လားသူလည်းပြောတယ်သူကအလုံးလုံးချင်တယ်နိဗ္ဗာန်မှာလို့ဆိုပြင်းစရာလို့ပြောတယ်နော်အဲ့လိုမျိုးရှင်သာရိပုတ္တရာကိုပြောတဲ့အခါမှာရှင်သာရိပုတ္တရာဘာပြန်ပြောလဲတဲ့တော့ငါရှင်ပုတ္တရာကြီးတဲ့အဲ့ဒီခံစားမှုမရှိလို့ကိုပဲနိဗ္ဗာန်ကချမ်းသာတာတဲ့အဲ့ဒီကြတော့ဘုတော်နားမလဲဟုတ်တယ်မို့လားခံစားမှုမရှိလို့ကိုပဲတော့ချမ်းသာတာအဲ့ဒီညမှာကျွတ်အချင်းချင်းလေးနားလေစရာချမ်းသာတဲ့မျိုးမှတ်ရမယ်နော်အဲ့ဒါဘာလို့ဆိုတော့ဝေဒိတဒုက္ခခံစားမှုဖြစ်တဲ့ချမ်းသာဒါကျလို့နားလေတဲ့နယ်ပဲဟုတ်လားနောက်တန်တိဒုက္ခငြိမ်းအေးမှုချမ်းသာခံစားမှုနဲ့ဆိုင်နော်မိတောင်းနေတယ်အဲ့ဒီမိငြိမ်းတော့မိဟာပူတယ်ဖြစ်စီတယ်ဖြစ်နဲ့အိဋ္ဌသဘောကိုအရင်မှချင်းစားစီတယ်မိရဲ့တော့အဲ့ငြိမ်းတော့မိတောင်းနေတာနဲ့မိငြိမ်းတော့ဒီသဘောလေးနားလေစေဘာဖြစ်နေလဲဆိုတာမိတောင်းနေတာပဲနိဗ္ဗာန်ဆိုတာအဲ့မိငြိမ်းသွားတယ်တော့ပဲအဲ့လိုဆိုရင်ဘဝရဲ့ပုံမှာမိတောင်းနေတယ်လို့ဉာဏ်ဖို့တာဘုံဘုံလို့ကြိုးစားအဲ့ဒီမှာရှင်သာရိပုတ္တရာကခံစားမှုမရှိလို့အဲ့ဒီနိဗ္ဗာန်ကိုချမ်းသာတယ်ကိုပြောတာခံစားမှုမရှိလို့ချမ်းသာတာအဲ့ဒါလေးကိုနားလေတော့ပြောပြတယ်ဒီနောက်ရှင်းပြတဲ့အခါကျချမ်းကောင်းတယ်အဲ့ဒါဘုရားဗုဒ္ဓမင်းစွဲနေအောင်ဖတ်တဲ့ဒီလေးနဲ့တဲ့အကြောင်းအရာဘာပြောလို့ဆိုတော့မြင်လို့ကြားရလို့နားရလို့စားရလို့ကြည့်ရလို့ဖြစ်တဲ့ချမ်းသာမျိုးကိုကာမချမ်းသာလို့ခေါ်တယ်ဟုတ်လားဒီလိုကြိုးလေးပဲပြောမယ်နော်အဲ့ဒီကာမချမ်းသာတော့လည်းကျိုးလို့လောကမှာလိုက်နေရတယ်
အဲ့ဒီကာမချမ်းသာနဲ့ပြည့်စုံတဲ့လူတွေတော့တစ်ချိန်မှာဘာဝနာတရားကိုဒီမှန်တမ်းမှကျူးစားလို့သူ့မှာပထမဇန်ရတာပထမဇန်ဆိုတာဝိတ္တဝိသရာပိဋိဒုက္ခဧကဂတနော်အကျဉ်းကြီးနားလည်အောင်ပြောရရင်ကာမနဲ့အကုသိုလ်ကင်းတဲ့အခါပထမဇန်ရတော့တာနော်ကာမကိုတွေ့ရမရှိဘူးဉာဏ်မရှိဘူးအကုသိုလ်ဘောလည်းမရှိဘူးအဲ့ဒီမှာဒီအာယုလေးရဲ့ပုံမှာစင်ကြယ်တဲ့သတ္တတွေနေတဲ့ချမ်းသာတဲ့တည်ငြိမ်တယ်ဝိတဝိသရာပိဋိဒုက္ခဧကဂတအဲ့ဒါကိုပထမဇန်လို့ခေါ်တယ်အဲ့ဒီပထမဇန်ရတဲ့အချိန်မှာဒီကူကသောသောကတုတ္တလုံးတဝုထပြီးတော့ကောင်းလာပါကြီးရဲ့လို့ဆိုရဲကာမချမ်းသာနော်မြင်လို့ကြားလို့နားလို့စားလို့ထိလို့ဖြစ်တဲ့ချမ်းသာပြောတော့အဲ့ဒီကာမချမ်းသာနဲ့ပတ်သက်တဲ့အတွေ့အကြုံပထမဇန်ဝင်စားနေလို့ကျုပ်ရဲ့အဲ့ဒီကာမနဲ့ပတ်သက်တဲ့အတွေ့အကြုံမြင်ကျင်တာလေးနဲ့စားကျင်တာလေးနဲ့ပတ်သက်တဲ့အတွေ့အကြုံပေါ်လာတယ်သူ့စိတ်ကနာကျင်ပါတယ်ဟောနော်ဒီချမ်းသာနော်ကိုယ်ရအောင်လုပ်ကြည့်ရရတယ်ပိတ်အနာမဝေဝီပထမဇန်သဘောလေးဖြစ်အောင်လုပ်အဲ့ဒီငြိမ့်သက်ပြီးတော့ပီတိနဲ့အေးချမ်းနေတဲ့အချိန်လေးမှာကာမနဲ့ပတ်သက်တဲ့စိတ်ကူးလေးဝင်လာတယ်အဲ့ဒီစိတ်ကနာကုန်နာသွားတယ်နာကျင်သွားတယ်တော်တော်ဒါကြီးချမ်းသာတယ်လို့ပြောရတာဘယ်ကြောင့်နာကျင်တယ်လို့ဖြစ်သွားတာလို့ဒီချမ်းသာနဲ့တွေ့လို့ပေါ့ဘောပေါ်ရလားအဲ့ချမ်းသာလို့မြင်တာကိုယ်ကစားကျိုးရဲ့စိတ်မှာလည်းအကြောင်းနဲ့ရှိတယ်ကောင်းတဲ့ချက်ကောင်းတဲ့ချမ်းသာကိုတွေ့ရင်ညံ့တဲ့ချက်ညံ့တဲ့ချမ်းသာဟာဆင်းရဲတဲ့ဘုကိုတက်ရောက်သွားတယ်အဲ့ဒါနဲ့အဲ့ဒီပထမဇန်ရတဲ့ပုဂ္ဂိုလ်ဒုတိယဇန်ရအောင်ဆက်ကြိုးစားလို့ဝိတဝိသရာပယ်လိုက်တယ်ကြံစီရတဲ့သုံးသရတယ်ဆိုတာစိတ်ကလေးလုပ်တယ်ပင်ပန်းတယ်သူ့မှာဘာကြံလို့ဆိုဝိတဝိသရာပိဋိဒုက္ခဧကဂတတဲ့ချမ်းသာတဲ့ငြိမ်တဲ့အဲ့ဒုတိယဇန်ရပြီဆိုတော့ဒုတိယဇန်ကမှပထမဇန်အတွင်းဝင်လာတဲ့သူစိတ်ကနာကျင်သွားတယ်ဟောဆိုတော့ပထမဇန်တော့ချမ်းသာရတော့တခါဒုတိယဇန်ကမှတတိယဇန်ရသွားပြီတတိယဇန်ကဘာပယ်လဲပီတိကိုပယ်လိုက်တယ်ပီတိကလည်းကျဉ်းကျဉ်းတယ်တတိထားရတယ်စိတ်ထဲမှာဖြိုးပြင်းပြင်းရှိရတယ်ကောင်းတော့ကောင်းပါလေဒါပေမဲ့ကျဉ်းကျဉ်းတယ်ဒုက္ခလို့မြင်တတ်ဘူးအဲ့တော့ဒီပီတိကိုပယ်လိုက်တဲ့အခါမှာသူကဘာကြံလို့ဆိုတော့ဒုက္ခဧကဂတချမ်းသာတယ်တည်ငြိမ်တယ်ချမ်းသာပြီးတော့ငြိမ်နေအဲ့ဒါတတိယဇန်တတိယဇန်ကမှဒုတိယဇန်အတွေ့ဝင်လာတယ်သူစိတ်ကနာကျင်သွားပြီဟောနော်အဲ့ဒီတတိယဇန်မှာရှေ့ဆက်တဲ့ဒုက္ခနေရာမှာဥပိ္ပခာရောက်တာဥပိ္ပခာဧကဂတချမ်းသာတာနဲ့ဥပိ္ပခာလေးလူရှုတာနဲ့မတူဘူးချမ်းသာတာချမ်းသာတဲ့သဘောရှိတယ်ဥပိ္ပခာသိမ်မွေ့နုညံ့တဲ့သဘောရှိတယ်နော်ဒါကြောင့်ပို့ပြီးတော့မုံမြတ်တယ်ဖြူစင်တယ်ပြောရရင်ဒုက္ခကလောဘနဲ့နီးတယ်နော်ဥပိ္ပခာနော်အဲ့ဒီဥပိ္ပခာဧကဂတသုဒ္ဓဇံမှာနော်အဲ့ဒီသုဒ္ဓဇံမှာတတိယဇံအပြီးဝင်လာရင်ဥစိတ်ဟာနာကျင်ပါတယ်အရုပဇံ၄ပါးဆက်သွားအာဂါတနိဇာယတနာဇံဝိညာဉ်နိဇာယတနာဇံအာဂေစင်ညာယတနာဇံဒီဝပညာနာပညာယတနာဇံဒါရဲ့အကြောင်းကိုပြောရင်တရားကျွန်တော်ပြောချင်တာလေးကြံနေနော်အဲ့ဒီဇံလေးမြင့်တဲ့ဇံကိုရတာနဲ့အရင်သူရခဲ့တဲ့အမြင့်ဆုံးဇံဟာတွေးလိုက်တာနဲ့နာပါတယ်နာကျင်ပါတယ်နောက်ဆုံးနိရောဓကမ္မကအဲ့ဒါရပြီးတော့အာသောရိယကိုသွားတယ်အဲ့ဒီကြောင့်မှချမ်းသာအစစ်ရတယ်ချမ်းသာကိုနားတဲ့ရှင်သာရိပုတ္တရာရှင်းပြတာနော်ဒါကြောင့်ဘုန်းတော်ကဘဝထဲမှာနေတော့ဘဝနဲ့ပတ်သက်တဲ့ချမ်းသာတော့ဖြစ်နေတာပြောရင်ကျုပ်ရဲ့အမြင်ဟာအလွန်အမင်းသိမှလေးတယ်ကျုပ်သိတဲ့ချမ်းသာတွေကဝိရိယဒုက္ခမြင်ရလို့စားရလို့နားရလို့စားရလို့ထိရလို့ဒီ၅မျိုးနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်တဲ့ချမ်းသာဟုတ်တယ်မဟုတ်လားဟုတ်လားဒီ၅မျိုးကိုဘုန်းတော်ကြိုက်တယ်နော်ဘာလို့ကြိုက်တော့သူ့ကြောင့်ဖြစ်တဲ့ဒုက္ခကိုကြိုက်လို့ပေါ့အဲ့ဒါဒီ၅မျိုးကိုကြိုက်ရတယ်ဒီ၅မျိုးကိုကြိုက်တော့ဒီ၅မျိုးကိုစင်ပြင်းပြင်းလဲဖယ်လို့ရနိုင်တဲ့ငွေကြီးကိုကြိုက်ရတယ်ငွေကြီးကိုကြိုက်ပြီးတော့ငွေကြီးကိုရစီတဲ့အလုပ်ကိုမုံမုံနဲ့ကြိုက်ရတယ်အလုပ်ကိုချစ်ချင်းနဲ့ကြိုက်တာပေါ့နော်မုံပြီးတော့ကိုကြိုက်တယ်မလုပ်ချင်လည်းလုပ်နေတာဘယ်လိုလုပ်ရလဲဘယ်လိုမှမဆိုင်ရမှာပေါ့ပိုက်ဆံကအခြေခံအဖြစ်တော့စာဝိနည်းပြဿနာကိုရှင်းမယ်နော်စာဝိနည်းပြဿနာရှင်းဖို့အတွက်ကြီးသက်ဆိုင်နေကြတာလူတွေကဟုတ်ပါဘူးနော်ညာကြီးပဲနော်
ထဲမှာဖြစ်ပေါ်နေတဲ့ချမ်းသာလေးတော့ပဲကိုကသိတဲ့အခါကျတော့ဘဝချုပ်ငြိမ်းလို့ဖြစ်တဲ့ချမ်းသာနာကိုမလဲနိုင်နားမလဲနိုင်တာကိုလည်းအပြစ်တင်ဘူးဟုတ်တယ်ဒါနားမလဲနိုင်တော့လို့နားမလဲတာအကြောင်းအရာကြီးကစားလွယ်ကူတဲ့အရာမဟုတ်ပေါ့ပေါ့အရာမဟုတ်လို့နားမလဲနိုင်တာအပြစ်မဟုတ်ပါဘူးဒါပေမဲ့နားလေဖို့အတွက်ဘုန်းတော်ကဒီလမ်းမျိုးစုံနဲ့ရှင်းကြရတယ်ဘယ်ဒီလမ်းကရှင်းကြမှာလဲဆိုတွေးတော့ကြံစနေတဲ့ဒီလမ်းမျိုးနဲ့မရှင်းကြတဲ့အခက်အခဲအောက်ကို6ပါဘူးနော်ဘယ်ဒီလမ်းကနေရှင်းကြမှာဆိုတော့အသိဉာဏ်ရအောင်လုပ်တဲ့ဒီလမ်းနဲ့ရှင်းကြအသိဉာဏ်ကိုကြားစေတဲ့တာဘာလို့ပညာရဲ့အပြီးဆုံးကြောင်းတာတမာတိဒီဌာနတော်စကားလုံးလေးပညာရဲ့အပြီးဆုံးအကြောင်းတရားဟာတမာတိစိတ်တည်နေတဲ့ဘာမှကမမြင်ဘူးအဲ့ဒီတမာတိပဲဒီနေ့ရနိုင်တော့တတိကိုလုံးဝဝိရိယဆွဲကောင်းကောင်းနဲ့တခါတခါဖြစ်စေတမာတိရတယ်ဒါယောဂီတို့ကျင့်နေတဲ့ကပညာရအောင်လုပ်နေတာအဲ့ဒီပညာကြီးတော့ခက်ခဲနေလာပါလေဆိုရင်လေးပါးရဲ့သဘောကိုဖြည်းဖြည်းနဲ့နားလေလာလိမ့်မယ်ပေါ့ဒီသဘောလေးကိုပြောတာနော်ဟုတ်လားအဲ့တော့ဘုန်းတို့နိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့နားလေဖို့ခက်တယ်ဆိုတာလေးကိုစပထမလက်ခံရမယ်ပြီးရင်ဒီမှန်လမ်းမှနိဗ္ဗာန်ရဲ့အကြောင်းကိုနားလေတော့ကြိုးစားရမယ်ဟုတ်လားအဲ့တော့ဒီလိုစင်စစ်နိဗ္ဗာန်အကြောင်းမှာအများကြီးနားလေတော့လုပ်တဲ့မှာလေအဲ့ရဆိုဗျာပွင့်လာတယ်ဆိုတာဒီအငြိမ့်တဲ့နိဗ္ဗာန်ကိုကြားပြီးတော့ဒုက္ခတွေငြိမ်းသွားဖို့အတွက်ဒီလမ်းပေးဖို့ဗျာပွင့်လာတာပါတကယ်ကဟုတ်လားကိုဗုဒ္ဓဘာသာဖြစ်ရယူနဲ့တည်းဆိုတာလည်းပဲဒီနိဗ္ဗာန်ရမှသာလေဖြစ်ရယူနဲ့တည်းလို့ပြောနိုင်ပါတော့ဘဝရဲ့ပုံမှာရန်တွေ့တာနေတယ်ဆွဲနေတယ်မဲ့နေတယ်ဒါကိုဘုန်းတို့လက်ခံပါလေတတန်ရာလို့ဒီစိတ်ကဒီထဲမှာပဲနေခဲ့တာမုန်းနေတာလေဟုတ်လားဒါလွယ်လွယ်နဲ့ဒီကကျွတ်ချင်တဲ့စိတ်လွတ်ချင်တဲ့စိတ်ပေါက်ဖို့ဆိုတာမလွယ်ဘူးအဲ့တော့ကျွတ်ချင်တဲ့စိတ်လွတ်ချင်တဲ့စိတ်ပေါက်ဖို့ဆိုလို့ရှိရင်ဘဝရဲ့အကြောင်းကိုပဲမှန်မှန်ကန်ကန်သိအောင်ပြီးတော့တရားရှိမှတ်တဲ့နည်းနဲ့လည်းကြိုးစားမယ်ဆင်ခြင်တဲ့နည်းနဲ့လည်းကြိုးစားရမယ်အဲ့တော့ဒီနေရာမှာနိဗ္ဗာန်ရခြင်းစိတ်ကလေးထက်တာဘဝရဲ့ပုံမှာမြင်တဲ့အမြင်လေးတွေကိုဒီမှန်လားမှတက်မှတ်ပြီးကြည့်ကြည့်မယ်နော်အဲ့ဒါဘုံတွေးပြီးတာလေးကိုပြောမှာနော်ကိုကလူဖြစ်နေတာဆိုတော့လူဘဝရဲ့အစဉ်ပြေမှုလေးတွေပဲစိတ်ထဲမှာတော့မနေတာလူဘဝရဲ့အစဉ်မပြေတာတွေတော့စိတ်ထဲမှာသိပြီးတော့မရှိဘူးအဲ့တော့ခုနကတော့ဒီစာကြီးတဲ့လူဒါကသူ့ဓာတ်ကြီးစိတ်ရှိတာကိုအများကြီးမှဒီစိတ်ရှိနေတယ်ဒါကိုကတော့ရေးထားလို့သူ့ကိုပဲဥတည်ပြီးတော့ပြောတာပေါ့အဲ့ဒီကတော့ဒီစိတ်ရှိနေတဲ့လူအားလုံးကိုပြောတာပါဟုတ်လားဘာပြောချင်လို့ဆိုတော့ဘဝကမဲ့တယ်ဘဝကမခွာခြင်းဘူးဆိုရင်ငါမဲ့တဲ့ဘဝမှာငါချိုက်တဲ့အရာကောင်းတဲ့အရာတွေရှိနေတာမဟုတ်ဘူးငါမချိုက်တဲ့အရာမကောင်းတဲ့အရာပြောရရင်ငါအလုံးလုံးကိုကြောက်တဲ့အရာတွေအကြည့်ရှိနေတယ်ဆိုတာကိုတော့နားလည်ထားရမယ်အဲ့ဒီနားလည်မှုကိုမြင့်တင်ထားရမယ်စိတ်ကကားကလေးနားလည်တယ်လို့လည်းနားလည်ဘူးနားလည်တယ်ဆိုတော့နားလည်တဲ့တော့နားမလည်ဘူးတတိတတိကတော့ပြန်နားလည်တယ်ခပ်ပါးပါးလေးပဲနားလည်တာရှိနားလည်မှုကအမြင့်မှာဘူးပေါ့နော်ဆိုရဆိုတရားတော်နားလည်ရမှာတော့တခုခုစားတော့ပဲနားလည်ထားတယ်အဲ့ဒါကိုပဲနားလည်တယ်လို့ထင်နေတာမျိုးလည်းရှိတယ်အဲ့တော့ဘာလို့နားလည်ထားမှာလဲဆိုတော့ဘဝမှာငါမကြိုက်တဲ့အရာငါကြောက်တဲ့အရာတွေအပြည့်ရှိတယ်တော့ဘုံလို့ကြောက်တဲ့အရာဘာလို့နာခြင်းသိခြင်းပူခြင်းဆိုတာတော့ဘယ်လိုကြီးမကြောက်တာဘူးနော်ဒါပေမဲ့လာခြင်းနေတဲ့လူတွေကတော့ကြောက်တာပေါ့လာခြင်းနေတဲ့လူကကြောက်တာပေါ့ဆိုတော့မလာခြင်းတဲ့လူတွေတယောက်မှမရှိဘူးတော့ကြောက်တယ်လို့ပဲပြောရမှာဟုတ်တယ်ပေါ့လားမလာခြင်းတဲ့လူရှိသလားရှိပါဘူးရှိတယ်ဆိုတော့ဘုရားဘာသာနဲ့ညီမှာဟုတ်လားအဲ့တော့ဒီနာခြင်းသိခြင်းနာခြင်းခံခတ်မှုကြောက်တယ်တရားမှာဘုရားဟောကြောက်တယ်ဘုန်းတို့တခြားသောအရာတွေကိုကြောက်ပါတယ်ဆိုတာလေဟာနာမှုတည်မှုကိုဖြစ်စေတဲ့လို့ကြောက်ရတာရှိတယ်ဘုရားကပြောလိုက်တဲ့စကားလေးကိုအလုံးသဘောပေါက်စေနေတဲ့ဘုရားဘာဘာပြည့်နေတဲ့ကိုကြောက်တယ်ဉာဏ်တွေကိုကြောက်တယ်လူဆိုးတွေကိုကြောက်တယ်ဘာကြောက်တယ်ယောဂတွေကြောက်တယ်ကိုကြောက်ချင်တာကြောက်အဲ့ဒါတွေကိုဘာလို့ကြောက်ရတာလဲဆိုတော့နာမှုတည်မှုကိုဖြစ်စေတဲ့လို့သူစိတ်ကဒါကနာမှုတည်မှုကိုများဖြစ်စေတဲ့တရားတွေလားလို့တန်တရားဝင်ပြီလို့အဲ့ဒါတွေကိုကြောက်ရတာ
နောက်တော့ဘုံတို့အသေးလေးကြောက်တဲ့အရာတစ်ခုရှိသေးတယ်အဲ့ဒါကတော့ရှိရတဲ့ပုဂ္ဂိုလ်တွေနဲ့ခွဲရမယ်စိတ်ကောင်းဘူးရဲ့ဘုရားကိုမိသားစုအတိုင်းအမြင်တွေတော့တော့ပဲ့အောင်ဆိုလို့နေတော့ကိုကြီးနေရဲဆက်ဆက်ပြောထွက်လိုက်တာစီတဲ့အဲ့လိုတော့ရှောက်သွေးနေတယ်လို့ဆိုတာထင်တယ်ရှောက်လိုက်တော့မှကြောက်တယ်နော်ကြောက်လို့လားကြောက်တာအဲ့ဒါတွေကဘဝမှာရှောက်လို့မရဘူးအဲ့တော့ငါကြိုက်တဲ့အရာတွေမှာငါမကြိုက်တဲ့အရာတွေရောနေတယ်ရောနေတာမှခွဲထုတ်လို့ကိုမရဘူးခွဲထုတ်လို့မရဘူးတော့တသားလေးဖြစ်အောင်ကိုရောနေတာဟုတ်လားအဲ့လိုဆိုလို့ရှိရင်ဘဝကိုကြိုက်ပါလေဆိုတဲ့ပုံကိုယ်လေးဒုက္ခဖြစ်လာတဲ့အခါကိုအားနေပေါ့နေကြိုက်လို့နေယူထားတာအခုမှကြီးမနေနဲ့ဟုတ်လားဒါပြောချင်တာနော်ဒီဥစ္စာပြောရင်လည်းတော့ခက်ချင်းချင်းပြောပါခဏပြောပြနေတယ်ဟုတ်လားပြောလိုက်ဦးမယ်တချို့ယောက်ျားတွေမိန်းမပေါ်အလုံးဆိုးတယ်တောက်စားမှုယူရိုက်နဲ့နှိမ့်ဆက်ဒါပေမဲ့ဒီမိန်းမတယောက်ျားပြတ်နေတာဆိုတာဗျာအပြတ်နိုင်သေးတယ်များလည်းတယောက်ျားနှိမ့်ဆက်တာကိုခံဖို့ခံရတယ်သူဘာလို့မပြတ်နိုင်တာလဲသူမှမပြတ်နိုင်ကြအကြောင်းလည်းရှိတယ်သူ့ကိုနှိမ့်ဆက်တဲ့အကြောင်းအရာတွေကြီးကမြင်နေတာမဟုတ်သူ့ကိုအောင်တာလေသူအနေနဲ့ကောင်းတယ်လို့ထင်တဲ့အရာတွေကလည်းတစ်ဖက်မှာရှိနေတယ်အဲ့ဒါတွေကြောင့်သူမပြတ်နိုင်မပြတ်နိုင်ရင်လည်းတေချာတော့ဒီယောက်ျားရဲ့ဓာတ်ခံကိုခံရတယ်ဟုတ်လားအဲ့တော့ဘုန်းတော်ကလည်းမိမတို့ပဲနော်ဆိုတော့လည်းနေယောက်ျားပေါ်မှာတန်ရောစင်မပြတ်တဲ့မိမတို့ပဲဘဝရဲ့ပေါ်မှာတန်ရောစင်မပြတ်ဘူးတန်ရောစင်မပြတ်ရင်နားလာတယ်သူနှိမ့်ဆက်တာခံရလိမ့်မယ်အဲ့ဒီကြတော့မှဘယ်လိုပါများလို့ပါတော့စိတ်ထဲမှာဆွဲကအမျိုးမျိုးတက်ဖို့စဉ်းစားနေတယ်ဟောတာကြိုက်လို့ငါယူထားတာပဲတွေးလို့ရှိတာဟုတ်တယ်ဗောလားအဲ့ဒီဘဝရဲ့ဒီငါမကြိုက်တဲ့အရာတွေရှိနေတယ်ဆိုတဲ့အမှန်တရားကိုစဉ်းစားခြင်းရတယ်အကျိုးကျေးဇူးတစ်မျိုးဖြစ်သွားစေလိမ့်မယ်လို့ဘုရားယုံကြည်တယ်အဲ့ဒါကဘာလဲဆိုတော့အဲ့ဒီကိုမကြိုက်တဲ့အရာတွေတကယ်ဖြစ်လာတဲ့အခါမှာဘုရားလို့စိတ်မှာခံနိုင်ရှိတယ်အဲ့ဒီတော့စဉ်းစားကြတာပဲဒီဒါကဆက်လို့ဒါရဲ့ဒီလိုဖြစ်တဲ့သဘောပါဘယ်နည်းကငွေကြိုက်လို့တည်တဲ့တာလေးကိုမိသားစုဝင်မြေရင်ကြတယ်နဲ့တချို့နိုင်ရတယ်ဆိုတဲ့ဇတ်တော်ကိုပြောတယ်လေဘာလို့သူတို့တည်နေတာတော့ကျိုးတင်စဉ်းစားကြတော့ဘာမှဒါမျိုးကြီးလဲလို့နားလည်ထားတာအရန်ကိုမြင်မှနေတယ်အရှင်ပြန်မှုနဲ့တွေ့ကြုံလာတဲ့အခါမှာကြီးကြီးသားသားရင်ဆိုင်သွားတာအဲ့ဒါကိုဘုံပြောနေတယ်ပေါ့နောက်တစ်ချက်ကဘဝရဲ့ကိုမထိတ်တဲ့အရာတွေကြီးရှိနေတယ်လို့စဉ်းစားတာဒီဘဝရဲ့ပုံမှာမမောတဲ့စိတ်တွေနဲသွားနိုင်တယ်ဟုတ်တယ်မလားဒါကဘဝပုံမှာမမောမှုအားကြီးတယ်လို့ကိုနော်ထင်းနေတယ်ဆိုလို့ရှိရင်ဒီလိုမျိုးတွေးရငါကြိုက်ပါလေဆိုတဲ့ဘဝမှာငါမကြိုက်တဲ့အရာတွေမှာအများကြီးရှိနေပါလားပြီးရင်ဒီစမှာတော့ဒီခန္ဓာကိုယ်ရစိတ်ကလည်းဘာခန္ဓာကြီးမှမရှိဘဲနဲ့အိစ္ဆဥမာနော်ကိုယ်ကလည်းအိစ္ဆပဲစိတ်ကလည်းအိစ္ဆဒါကလက်တွေ့ရနေတဲ့ဘဝရဲ့အနေအထားကိုမှန်မှန်ကန်ကန်ကြည့်ကြည့်တာပေါ့နောက်တစ်ချက်ပြောရင်တော့ဘဝကြောင့်စဉ်းစားတဲ့အခါမှာအခုရတဲ့ဘဝလေးတစ်ခုတည်းနဲ့ပတ်ပြီးတော့စဉ်းစားလို့ဘလို့မှအဖြေမှမထွက်နိုင်ဘူးဘဝကဇမားရှိတယ်လက်ရှိတယ်လို့ရှိတယ်ငရေလေးဆံပြေးတာသူတကယ်ဆိုတဲ့အပေလေးကိုရှိတယ်အဲ့ဒါလေးအကုန်လုံးကဆက်ဆက်ဖြစ်နိုင်ခြင်းရှိနေတာဒီပဲလူကလည်းဖြစ်နိုင်တယ်လူကလည်းဒီမှာဖြစ်နိုင်တယ်နတ်ကနေလူဖြစ်နိုင်တယ်နတ်ကနေငရေလေးကြားနိုင်တယ်အိဆန်လည်းဖြစ်နိုင်တယ်လူကလည်းအဲ့လိုပဲဖြစ်ချင်တာဖြစ်နိုင်တယ်သူစိတ်အခြေအနေပေါ်မှာမူတည်ပြီးတော့သိပြီးဆိုတာနဲ့အကြောင်းလေးတန်းနေဘာကြောင့်ဘယ်နေရာကိုတောင်းသွားမလဲဆိုတာကမသိတာသိပြီးဆိုတာနဲ့တောင်းလိုက်တယ်အဲ့တော့ဒီအကြောင်းလေးကိုစဉ်းစားပြီးတဲ့အခါကျတော့ဘာလို့အခိုင်အမာနေနေပဲတွေ့နေတာငါဘလို့နေမယ်ဘလို့နေမယ်ဘလို့နေမယ်အဲ့တော့ဘာမှတာယာစရာကြောစရာသဘောမျိုးကိုယ်ကိုလှည့်စားထားတယ်လို့ဖြစ်တယ်တကယ်စင်စစ်အကြောင်းလေးကအချိန်လေးဖြစ်နေတယ်ကိုယ်ကယူမှန်မှန်အနာဂတ်စီမံကိန်းတွေပြုလုပ်ချနေတာဟုတ်လားငယ်ငယ်ရွယ်နဲ့တည်သွားတဲ့လူတွေတိုင်းမရှိဘူးလားရှိပါဘူးသူတို့မှအနာဂတ်စီမံကိန်းမရှိဘူးလို့ထင်လားရှိပါဘူးအဲ့ဒီရှိရဲ့တန်းတန်းနဲ့ထားပြရတယ်ပဲလေဘာအဲ့ဒီသဘောပဲအဲ့ဒီသဘောကိုဘုရားဘာနဲ့ဆက်ဆက်ပြီးတော့တွေးစီချင်တာလို့ဆိုတော့မနေ့ကလည်းပြောရတယ်
ngã sĩ chỉ để nhiều có là điều gì nhé chỉ là gì để số lượng thì ở khu nó sĩ của ở bài này sĩ của số lượng của mình là mẹ có là một cái sĩ của khu nó bay này mà cái chuyện này thì là nó bởi vì cái đồ chuyện của nó cái là ai mà muốn đi biro số cái nhiều mà thế này anh đã làm rồi ok đó cái gì mà đi ra một gì thu xí đấy nó cũng là mà cái chuyện gì cái gì này sau đó cho cái trong cái gì là chuyện gì cho là cái là đấy là đi ra rồi cái đi ra nó không thấy đây tú ý solution cũng nói là cái mà đi ra rồi cái đồ chuyện của này của mà nhìn này nhìn thì có là ít khu đấy thì có bị rồi nhìn này đúng mà là cái số cho nên khu lớn này trong một cái chuyện khu lớn mỗi cái chỉ số rồi lấy làm mà suy san mà khu lớn này là làm một tí khu lớn này sẽ phải đi khu lớn của lấy làm rồi chỉ khu lớn là phải đồ ăn cho đồ xin mà đồ số này có được không ạ rồi mỗi này trong một sinh ra này cả mà cái sản phẩm này sinh ra tích đạo vào này sinh ra này nghề vào này sinh ra này bao nhiêu số rồi bố nó ngã lúc thế này để đi chỉ là chỉ biết cái làm gì cho này không được không ạ cái lúc số lượng chỉ có ai có mà bố nó bố mà thì cái tí về thì cái nhìn về chuyện này cháu sẽ đi khai khu và đại học cái số này ta nên là tất đi về nhà vì này được vào sự kiện có bao cháu sẽ này được vào sự kiện cái lúc nhìn ra nó là cái chút tiền ra là nó mùi gì đi bằng tiền chút tiền ra nó chạy xuống đi ra đâu mà nó vô bảo đấy không là trong đó phải là vì này số cho này để ra để soạn ra nó nhìn này cái gì tôi nghĩ này nếu mà một lưu trình này sẽ trong đó là sẽ diễn thẳng một nó cho ra nó là đây là đi công trường đi qua đó rồi thằng đi về đây có thể tùy vào của nó nó để tập đi nó để sửa quay này nó để vào chỗ làm của nó sao tất cả bây giờ nó để vào chỗ không là ở đâu cũng được vào chỗ này là gì nếu mà đang là cái sĩ kia là nhà sĩ là phụ rồi ban đại của suy làm của đã bảo là rồi ban đại của suy làm đồ làm thế này ông đã thấy để gia đình là đi ở đâu nhưng mà nông dân nuôi để chim này để mà suy để làm cái đi làm để của con gia đình sẽ giá trị để làm mà khăn thà rồi cũng nuôi cái đi làm để ăn chỗ về này để mà suy làm về đồ nhà đồ sao sinh ra thì là cái chuyện của này xếp ban này đồ gì mà đang chỗ này rồi đó là cái đi làm để kiên quả biểu để mà trong sinh ra là vậy đó cái chuyện của này nó xếp ban này sinh ra về chuyện này thì anh em bây giờ sinh ra này nó bảo là tập sai bảo để so là vì là tiền nhà đi rồi là tiền nhà cái tiền nhà thì mà đi mà trong lúc sinh ra rồi sinh ra rồi phải học hành xuyên đó tôi đâu có nhận mi đấy nhận cái sáng này để về cái gì này bây giờ cái bao chả bao chả sao sinh ra thì mình xuyên nó xí ra mà học nữa rồi sinh ra là tuy tôi là đi một ta tham bị rồi let tuy để mà này đi cái đi mà along đó đi cái thằng vào này thì quan trọng khả năng trong một cuộc kia là đi xem này ná để làm đi làm đâu lúc cho là này thì khả năng là chúng ta sẽ tìm ra một cái bộ câu cái lâu này thì anh đi vào làm tất cả sẽ nhìn một cái bản chất là một cuộc kia đó bộ câu là gì ta cho cái bản chất là đi về thành đi về nào công chú kia đó nhưng mà chú làm chú gia đình này từ đó thì chúng ta bao gì rồi cũng rồi sang là chú về để chú nhà này cũng được có một số chú về soạn đi rằng thế ra đây là một tí mấy nhà phụ nhân bên đây là một cái nhà chú sang nhưng mà chú nhà sẽ gồm có cụ bắt đầu là ông su chú nhà cầu nhà thì